ဒီနေ့မှာတော့ကျွန်တော်က2010တခုနှစ်ထွက် The Untouchables ဆိုတဲ့အထုပ်ပတ်တီဟာတာဒရမ်မာရုပ်ရှင်ကားကြီးကိုပြန်ပြောပြပေးသွားမှာဖြစ်ပါတယ်။ Spoiler တွေပါဝင်တာမို့လို့သတိထားကြည့်ရှုပေးကြပါခင်ဗျာ။ပါရီမြို့ရဲ့ညနေပိုင်းတစ်ခုမှာဒရစ်ဟာသူ့ရဲ့အလုပ်ရှင်ဖိလစ်ကိုတင်ဆောင်ပြီးမြို့ထဲမှာကားမောင်းနေခဲ့ပါတယ်။ကားပိတ်တာကိုစောင့်ရတာအရန်ပြင်းစရာကောင်းလာတဲ့အခါဒရစ်ကအရှိန်နှုန်းကန့်သက်ချက်ကိုချိုးဖောက်ပြီးတခြားကားတွေကိုကြော်တက်ကမီးပွိုင်းချက်ပြတွေကိုလည်းဂယုမဆိုင်ဖဲကားကိုအရှိန်ပြင်းပြင်းမောင်းနေမှာတော့တယ်။ဒီလိုမောင်းနေမှုကြောင့်ရဲတွေကသူ့နောက်ကိုလိုက်ဖမ်းကြပြီးဒရစ်ကရဲတွေကိုမျက်ခြေဖြတ်နိုင်ရင်ယူရို100ကြေးလောင်းကြေးထက်ခဲ့ပါတယ်။ဒါပေမဲ့တရားအောက်ရောက်တဲ့အခါမှာတော့ရဲတွေကနှစ်ဖက်ညက်ပြီးဝိုင်းဖမ်းမိသွားပါတော့တယ်။ဒါပေမဲ့ဒရစ်ကတော့တိတ်ပြီးစိုးရိမ်ပုံမရပဲဒီတစ်ခါမှာတော့ရဲတွေကသူတို့ကိုရဲအဆောင်ရှောင်းနဲ့လိုက်ပို့ပေးစေရမယ်ဆိုပြီးယူရို200ထပ်မံလောင်းကြေးထပ်လိုက်ပါတယ်။ဒရစ်ကကားပေါ်ကဆင်းပြီးအိုက်တင်စလုပ်ပါတော့တယ်။သူကစိတ်ဆိုးဒေါသထွက်ဟန်ဆောင်ပြီးဖိလစ်ကလှုပ်ရှားလို့မရကြောင်းနဲ့သူ့ကိုဆေးရုံအမြန်လိုက်ပို့နေတာဖြစ်ကြောင်းရဲတွေကိုပြောပါတယ်။ရဲတွေကကားနောက်ဖုံးထဲမှာဘီတက်ကလထိုင်ကိုတွေ့လိုက်တဲ့အခါဒါဟာအမှန်ပဲဆိုပြီးယုံကြည်သွားကြပါတယ်။ဖိလစ်အနာကိုချင်းကပ်သွားတဲ့အခါမှာလဲဖိလစ်ကအတက်ယောဂထားနေတယ်လို့မျိုးတဆက်ဆက်တုံပြနေပြီးဒါကလည်းတရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။အရေးပေါ်အခြေအနေလို့ထင်မှတ်သွားတဲ့ရဲရရှိတွေကထရစ်ရဲ့အရှိန်ပြင်းပြင်းမောင်းနေမှုကိုခွင့်လွှတ်ပေးလိုက်တဲ့အပြင်ဆေးရုံထိပါလန့်ရှင်းပြီးလိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။လောင်းကျင်းနိုင်သွားတဲ့အထိမ်းအမှတ်အဖြစ်ထရစ်က Wildfire ရဲ့ September တချင်းကိုဖွင့်လိုက်ပြီးဆေးရုံကိုရောက်တဲ့အခါရဲတွေထွက်သွားတာနဲ့ဖိလစ်နဲ့အတူ secret အတူတူတောက်ကြပါတယ်။ဒရစ်ကသူ့အကုန်အစင်ပြေအောင်ဖြည့်ရှင်းလိုက်မယ်လို့ကတိပေးပြီးဆေးရုံဝန်ထမ်းတွေသူတို့ကိုမတွေ့ခင်မှာပဲကားမောင်းပြီးထွက်ပြေးခဲ့ကြပါတယ်။ဒီချစ်ကြည်ရေးဟာလွန်ခဲ့တဲ့လပေါင်းများစွာကတည်းကစတင်ခဲ့တာဖြစ်ပါတယ်။ဖိလစ်နဲ့သူ့ရဲ့လက်ထောက်မာဂါလီတို့ဟာသူ့အတွက်အိမ်ဆောက်ကူညီအသစ်တစ်ယောက်ရှာဖွေဖို့လူတွေ့စစ်ဆေးမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ရှောက်ထားသူအားလုံးကအရန်ကိုရိုးအီနေတဲ့သို့မဟုတ်အိုးနှင်းခွက်နှင်းနိုင်တဲ့အဖြေတွေကိုပဲဖြေနေကြတာမို့အဆင်မပြေဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုဒရစ်ကသူ့အလက်မဟုတ်သေးတာကိုဂယုမဆိုင်ပဲအခန်းထဲကိုဝုန်းတိုင်းကျဲဝင်ရောက်လာတဲ့အခါသူတို့အံ့ဩသွားကြပါတယ်။ဒရစ်ကအလုပ်လိုချင်လို့မဟုတ်ပဲသူတို့ကသူ့ကိုအလုပ်မခံပါဘူးဆိုတဲ့ညင်းပယ်စာရွက်ပေါ်မှာလက်မှတ်ထိုးပေးဖို့ပဲလိုချင်တာဖြစ်ပါတယ်။ဒါမှသာသူကအလုပ်လက်မဲ့ထောက်ပံ့ကြေးကိုဆက်ရမှာဖြစ်ပါတယ်။သူကပွင့်လင်းလုံးပြီးရိုင်းဆိုင်တဲ့အပြင်မာဂါလီကိုတောင်လိုက်ငေါ့နေပါသေးတယ်။ဒါပေမဲ့ဖိလစ်ကသူ့ကိုသဘောကျပြီးရဲချင်းစရာကောင်းတယ်လို့မြင်တာကြောင့်လက်မှတ်ထိုးထားတဲ့စာရွက်ကိုလာယူဖို့နောက်ရက်မှာပြန်လာခဲ့ဖို့ပြောလိုက်ပါတယ်။ဒရစ်ကဆင်းရဲတဲ့ရက်ွက်ထဲကသူ့အိမ်ကိုပြန်ရောက်တဲ့အခါရေချိုးဖို့ကြိုးစားပေမဲ့မောင်နှမအငယ်တွေကသူ့ကိုလာနောက်ရှက်နေကြပါတယ်။သူ့ထက်အသက်နည်းနည်းကြီးပြီးပိုပြီးတာဝန်သိတတ်တဲ့ညီမဖြစ်သူမီနာကြောင့်သာအချိန်မီရေချိုးနိုင်ခဲ့တာဖြစ်ပါတယ်။အမေဖြစ်သူပြန်လာတာကိုစောင့်နေရင်းနဲ့သတင်းပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါမတင်ကားစရာကားတစ်စီးပေါ်ကနေဆင်းလာတဲ့သူ့ညီအာရာမာကိုတွေ့လိုက်ရပါတယ်။ကောင်လေးအခန်းထဲဝင်လာတဲ့အခါကျောင်းကပြန်လာတာလို့ပဲပြောပြီးလွယ်အိတ်ကိုဆွဲကပြန်ထွက်သွားတာကြောင့်ထရစ်ကသူ့ညီတစ်ခုခုမကောင်းတာလုပ်နေပြီဆိုတာကိုပိုပြီးတေချာသွားပါတယ်။ညနေပိုင်းမှာသူ့အမေပြန်ရောက်လာပြီးထရစ်ကတခိုးလာတဲ့ဥပုံစံအဖိုးတန်ရတနာကိုလက်ဆောင်ပေးကဘယ်ရောက်နေလဲလို့မေးတဲ့အခါအားလက်ရက်ခီးထွက်နေတာလို့ညာပြောလိုက်ပါတယ်။ဒါပေမဲ့အမေဖြစ်သူကတော့သူ့ကိုမြင်ရတာမပြောပါဘူး။ဘာလို့လဲဆိုတော့ဒရစ်က6လလောက်ပျောက်ချက်သားကောင်းနေပြီးဖုန်းတစ်ချက်တောင်မဆက်ခဲ့ပဲအခုမှအိမ်ကိုဟိုတယ်လိုသဘောထားပြီးရုတ်တရက်ပြန်ပေါ်လာလို့ဖြစ်ပါတယ်။သူ့ရဲ့လိမ်ညာမှုတွေကိုလုံးဝစိတ်ကုန်နေပြီဖြစ်တဲ့အပြင်တခြားကြည့်ရှုစောင့်ရှောက်ရမယ့်ကလေးတွေလည်းရှိသေးတာကြောင့်အမေဖြစ်သူကသူ့ကိုအိမ်ပေါ်ကနေမောင်းချပြီးပြန်မလာနဲ့တော့လို့ပြောလိုက်ပါတယ်။ဒရစ်ဟာရက်ွက်ထဲကတငယ်ချင်းအချို့နဲ့မုတ်စားစစ်လိတ်တောက်ရင်ညကိုကုန်းလွန်စေခဲ့ပါတယ်။နောက်ရက်မှာတော့ဒရစ်ကစာရွက်စာတမ်းတွေယူဖို့ဖိလစ်ရဲ့အိမ်ကိုပြန်သွားပါတယ်။သူ့ကိုအိမ်ထင်းကြီးအီဗွန်ကကြိုဆိုပြီးအိမ်အနှက်လိုက်ပြကဖိလစ်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပြောပြပါတယ်။ဒါအပြင်ဒရစ်အတွက်တီးတန့်ရေချိုးခန်းပါတဲ့အခန်းတစ်ခန်းကိုလည်းပြသခဲ့ပါတယ်။ဒရစ်ဟာရေချိုးကန်ကြီးကိုငေးကြည့်နေမိပြီးနောက်ဖိလစ်နဲ့တွေ့ဖို့ခေါ်ဆောင်သွားခြင်းခံရပါတယ်။ဖိလစ်ကလက်မှတ်ထိုးထားတဲ့စာရွက်ကိုပေးယုံတင်မကပဲအလောက်ကန်အခွင့်အလမ်းတစ်ခုကိုပါကမ်းလှမ်းခဲ့ပါတယ်။ဒရစ်ကတလအစမ်းခန့်ကာလကိုလက်ခံလိုက်ပြီးဖိလစ်ကတော့ဒရစ်အနေနဲ့နှစ်ပတ်တောင်ခံမှာမဟုတ်ဘူးလို့လောင်းကြီးထပ်လိုက်ပါတယ်။ဒရစ်ကသူ့ပစ္စည်းတွေကိုအခန်းထဲသွင်းပြီးတဲ့နောက်ဖိလစ်ကိုဘယ်လိုပြုစုဆောင်ရှောက်ရမလဲဆိုတာတင်ယူရပါတယ်။သူ့ရဲ့ခြေထောက်တွေကိုတွေးလိလက်ပတ်အောင်ဘယ်လိုလှုပ်ဆော်ပေးရမလဲဘီတက်ကလထိုင်ပေါ်ဘယ်လိုတင်ရမလဲရေချိုးပေးတာနဲ့အဝတ်စားလဲပေးတာတွေကိုဘယ်လိုလုပ်ရမလဲဆိုတာတင်ယူရပါတယ်။ဖိလစ်ကိုခြေအိတ်အရှိကြီးတွေစုပ်ပေးရမှာဖြစ်ပြီးဖိလစ်အိမ်သာတက်ပြီးရင်ဖင်ဆေးပေးရမယ်ဆိုတာကိုသိလိုက်ရတဲ့အခါဒရစ်အတွက်အခြေအနေကတော်တော်လေးစိတ်အနှောက်အယှက်ဖြစ်စရာဖြစ်သွားပါတယ်။သူကဘလောက်ပဲညှဉ်းညူပြီးဒီအလုပ်တွေကိုမလုပ်နိုင်ဘူးလို့ပြောပါစေနောက်ဆုံးမှာတော့ဒါဟာသူ့အလုပ်ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့လက်ခံလိုက်ရပါတော့တယ်။နောက်ပိုင်းညနေခင်းတစ်ခုမှာသူကခေါင်မိုးပေါ်မှာမုံစားရင်းအပန်းဖြေနေတော့ဖိလစ်ရဲ့သမီးအီလီဇာနဲ့သူ့ရီဇာဘက်စတီယန်တို့ကချစ်တင်းနီနိုကိုတီးတက်နေရလာရှာရင်းနှောက်ယှက်ခြင်းခံရပါတယ်။ဒရစ်ကသူ့ဘီယာကိုလည်းညမတိုက်ဖဲသူတို့နှစ်ယောက်လုံးကိုမောင်းထုတ်လိုက်ပါတယ်။
Trick က Philip နဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမြန်မြန်ဆန်ဆန်ပဲကျင့်သားရလာပါတယ်အစပိုင်းမှာဖုန်းကို Philip ရဲ့နားမှာကပ်ပေးမဲ့စား Philip ရဲ့လက်ထဲကိုသွားထည့်မိတာမျိုးသို့မဟုတ်ရေချိုးနေတော့ကလေးထိန်မော်နီတာကိုမေးထားခဲ့တာမျိုးစတဲ့အမှားယွင်းလေးတွေရှိခဲ့ပေမဲ့အဲ့ဒီအမှားတွေကနေသူတင်ယူသွားပါတယ်ဒါအပြင် Philip ရဲ့စာတွေကိုလည်း file မျိုးခွဲပြီးတင်စီတက်လာပါတယ်စာအများစုကိုတော့သူက Philip အတွက်ဖတ်ပေးရပေမဲ့သူလုံးဝကြည့်ခွင့်မရှိတဲ့တီးတန့်စာတချို့လည်းရှိပါတယ်အမျိုးသမီးအဖော်အကူတွေအကြောင်းကြော်ညာထားတဲ့လက်ကမ်းစာဆောင်တစ်ခုကိုတွေ့တဲ့အခါ Philip ပြောသလိုအမိုက်ပုံးနဲ့ပြစ်လိုက်မဲ့အစားအဲ့ဒီအတွက်တီးတန့်ပိုင်းတစ်ခုလုပ်ပြီးတင်ထားလိုက်ပါတယ်ဒီဘဝတစ်မှာအလုပ်ကြီးပဲလုပ်နေတာတော့မဟုတ်ပါဘူး Drake ကပြောနေတတ်ဆဲပါပဲသူကမာကာလီကိုမရရအောင်ဆက်ပြီးလိုက်ငေါ့နေဆဲဖြစ်ပြီးတခါတရံမှာလဲကောင်မလေးတွေကိုအခန်းထဲအထိခေါ်ပါတယ်တမနက်မှာတော့ Evon က Drake နောက်ကျနေလို့လာနှိုးရင်းသူ့အိတ်ထဲမှာအနေရရှိတဲ့လက်နက်တချို့ကိုတွေ့သွားပေမဲ့ဘာမှတော့ထုတ်မပြောခဲ့ပါဘူးဒီနေ့ Drake ရဲ့အလုပ်ကတော့ Philip ကိုကားမောင်းလိုက်ဖို့ဖြစ်ပါတယ်ဒါပေမဲ့ Drake က Philip ကိုကုန်ပစ္စည်းတစ်ခုလိုမျိုးဘန်ကားအနောက်ထဲမှာထည့်ပြီးမတည်ချင်ပါဘူးဒါကြောင့်အသုံးမပြုပဲဒီတိုင်းထားတဲ့ပြန်ကားလမ်းကြီးတစ်စီးကိုထုတ်ပြီးတင်သွားပါတယ်အစကတော့ Philip ကဒါဟာမတင်တော့ဘူးလက်တွေ့ကြပဲလှုပ်တင်တယ်လို့ထင်ခဲ့ပေမဲ့မကြခင်မှာပဲပုံမြန်ပြီးပြင်းစရာမကောင်းတဲ့ကားမောင်းနေမှုကြောင့်စိတ်လှုပ်ရှားလာပါတယ်Evon ကတော့ဒါကိုသဘောမတူပါဘူးသူတို့အိမ်ထဲကနေထွက်ဖို့ကြိုးစားတဲ့အခါတကားဝမှာကားရက်ခွင့်မရှိဘူးဆိုတဲ့ဆိုင်းဘုတ်ကိုလစ်လူရှုပြီးကားရက်ထားတဲ့အိမ်နီးနားချင်းတယောက်ရှိနေပါတယ် Trick ကအချိန်ဆိုင်မနေပဲအဲ့ဒီလူစီသွားပြီးကားရွှေ့ပေးတဲ့အထိကော်လာကနေဆွဲကင်ကချင်းချောက်ပါတော့တယ် Philip က Trick ရဲ့လုပ်ရက်ကိုသဘောကျသွားပေမဲ့ Evon ကတော့ထုံးစံအတိုင်းသဘောမတူပါဘူးသူတို့နှစ်ယောက်ပြတိုက်တစ်ခုကိုသွားကြပါတယ်အဲ့ဒီမှာ Philip က Kimbas ပေါ်မှာအနီကွက်ကြီးတစ်ကွက်ပဲပါတဲ့ Trick အမြင်မှာတော့ပတ်စံပေးဝယ်ဖို့မတန်ဘူးလို့ထင်ရတဲ့ပကြီးကားတစ်ချက်ကိုဝယ်ဖို့ပြင်ဆင်နေပါတယ်အဲ့ဒီနောက် Philip ကသူ့ရဲ့အမျိုးအဆွေတယောက်နဲ့တွေ့ဆုံရမှာအဲ့ဒီလူက Trick ကအကြမ်းဖက်တတ်တဲ့သူဖြစ်နိုင်တာကြောင့်အားလုံးကစိုးရိမ်နေကြကြောင်းပြောပါတယ် Trick မှာရာဇဝတ်မှုမှတ်တမ်းရှိတာကိုလည်းစုံစမ်းသိရှိထားကြပါတယ်ဒါပေမဲ့ Philip ကတော့ဂယုမစိုက်ပါဘူး Trick ကိုသဘောကျရတဲ့အကြောင်းရင်းက Trick ကသူ့ကိုတနာဂယုနာမတက်ညာပဲတာမန်လူတယောက်လိုနောက်ပြောင်ကြည်စဲရဲလို့ဖြစ်ပါတယ်မာကာလီကိုထပ်ပြီးလိုက်ငေါ့လို့အဆင်မပြေဖြစ်ပြီးနောက် Trick ကမိဖို့ကြောင့်ထဲမှာ Evon နဲ့အတူညစာစားရင် Philip ကမာကာလီကိုစားတဆောင်ရေးခိုင်းနေတာကိုနားထောင်နေမိပါတယ် Evon ကဒါဟာတီးတန့်စကားပြောဆိုမှုဖြစ်တယ်ဆိုပြီးကလေးထိန်မော်နေတာကိုပိတ်လိုက်ပြီးဘာတွေဖြစ်ပျက်နေလဲဆိုတာကိုရှင်းပြပါတယ် Philip ဟာ Eleonor လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့စာပြန်လှန်ရေးနေတာဖြစ်ပြီးအဲ့ဒီစာတွေက Trick ကိုအဖက်မခံတဲ့စာတွေဖြစ်ပါတယ်ဒါပေမဲ့သူတို့က Eleonor နဲ့လူချင်းတစ်ခါမှမဆုံဘူးပဲစာနဲ့တင်ပတ်သက်နေကြတာဖြစ်ပါတယ်အချစ်အကြောင်းပြောရင်းနဲ့ Trick ကဥယျာဉ်မှုကြီးက Evon ကိုအမြဲတမ်းလှမ်းကြည့်နေတတ်တာကိုစနောက်ပြီးအိပ်ယာဝင်ခဲ့ပါတယ်သူအိပ်ပျော်ဖို့စူးစမ်းနေတော့ကလေးထိန်မော်နီတာကနေထူးဆန်းတဲ့အတန်တွေကြားလိုက်ရပါတယ် Philip ကအသက်ရှူရခက်ခဲနေတာဖြစ်ပါတယ်သူလစ်လူရှုထားဖို့စူးစမ်းပေမဲ့မရတာကြောင့် Drake က Philip ရဲ့အခန်းထဲကိုသွားပြီးအပေးစကားတွေပြောကရေပက်တိုက်ပေးပြီးဝေဒနာသက်သာအောင်ကူညီပေးပါတယ် Philip နောက်ဆုံးတော့အိပ်ပျော်သွားပေမဲ့ခဏအကြာမှာပြန်နိုးလာပြီးလေကောင်းလေတန့်လိုချင်တယ်လို့ပြောပါတယ်ဒီတစ်ခါတော့ Drake ကတွေ့ဝေမနေတော့ပါဘူး Philip ကိုဘီတက်ကလတ်ထိုင်ပေါ်တင်ဆောင်တွေခြုံပေးပြီးမြစ်ကမ်းပေးမှာညဘက်လမ်းလျှောက်ဖို့ခေါ်သွားပေးပါတယ်ဒါဟာ Philip အတွက်အချိန်တော်ကြာအတွင်းပါရီမြို့ရဲ့ညအလှကိုပထမဆုံးအကြိမ်ပြန်လည်မြင်တွေ့ရတာဖြစ်ပြီးအခုတော့သူစိတ်သက်သာရသွားပါပြီသူက Trick ကိုဆေးဝါးတွေကအတိုင်းအတာတစ်ခုအထိပဲကူညီနိုင်ပြီးသူကခန္ဓာကိုယ်မရှိတော့တဲ့နေရာတွေကနေနာကျင်မှုကိုခံစားရတဲ့ Phantom Pain ဝေဒနာကိုခံစားနေရကြောင်းရှင်းပြပါတယ်လမ်းလျှောက်နေတဲ့ကောင်မလေးတချို့ကိုတွေ့တဲ့အခါ Philip ကသူ့ရဲ့အခြေအနေကြောင့်အမျိုးသမီးတစ်ယောက်ကိုပျော်ရွှင်မှုမပေးနိုင်တော့ကြောင်းဖွင့်ဝင်ခံပါတယ်ဒါပေမဲ့သူ့ရဲ့နိုင်ရွက်တွေကအာယုံခံစားမှုကောင်းတဲ့နေရာတွေဖြစ်တာကြောင့်နိုင်ရွက်ကိုနှိမ့်နေပေးရင်တော့စိတ်ကျေနပ်မှုအတိုင်းအတာတစ်ခုအထိရနိုင်သေးကြောင်းပြောပါတယ်နာကျင်မှုဝေဒနာပြန်ပေါ်လာတော့မဲ့အခြေအနေမှာ Trick က Philip ကိုဆေးချောက်စစ်လိတ်တလိမ့်မျှဝေပေးခဲ့ပါတယ် Philip ကအစတော့မတောက်ချင်ပေမဲ့နောက်ဆုံးမှာတော့သဘောကျသွားပါတော့တယ်အဲ့ဒီနောက်သူတို့စားတောက်ဆိုင်တစ်ဆိုင်ကိုသွားပြီးအစားအသောက်တွေစားရင်နောက်ပြောင်ကြက Philip ကသူ့ရဲ့အတိတ်အကြောင်းတွေကိုပို့ပြီးပြောပြပါတယ်သူကသူ့ဇနီးနဲ့ចောင်းသားဘဝမှာတွေ့ခဲ့တာဖြစ်ပြီးလက်ထပ်ပြီးတိတ်မကြခင်မှာပဲသူ့ဇနီးက9ကြိမ်တိုင်တားလျှော့ခဲ့တဲ့အပြင်ကုသလို့မရတဲ့နောက်ဆုံးအဆင့်ယောဂဝေဒနာကိုခံစားခဲ့ရပါတယ်အဲ့ဒီအချိန်တုန်းကသူတို့ကအီလီဇာကိုမွေးစားခဲ့ကြတာဖြစ်ပါတယ် Philip ကပြန်ပွဲတွေစွန့်စားရတဲ့အားကစားတွေနဲ့အချိန်တုန်းကိုအမြဲတမ်းသဘောကျခဲ့ပြီးလေထီးစီးခြင်းကသူ့ကိုအဲ့ဒီရတာကိုပေးခဲ့တာဖြစ်ပါတယ်လေထီးစီးနေတော့ရာသီဥတုဆိုးရွားမှုကြောင့်သူပြုတ်ကျပြီးကြောရိုးစစ်ကျိုးသွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူကတော့သူ့ရဲ့တကယ်မတန်ဆွမ်းမှုဟာဒီကလတ်ထိုင်ပေါ်ထိုင်နေရတာမဟုတ်ပဲဇနီးတဲ့မရှိပဲအသက်ရှင်နေရတာဖြစ်တယ်လို့ခံစားနေရပါတယ်ထပ်ပြီးဆက်နောက်ကျပြီးတဲ့နောက် Philip ကရက်ဆွဲကိုတတိယသွားပြီး Trick ရဲ့တလအစမ်းခန့်ကာလပြည့်သွားပြီဖြစ်လို့အခုဆိုရင်တရားဝင်အလုပ်ခန့်လိုက်ပြီဖြစ်ကြောင်းပြောပါတယ်ဒါပေမဲ့ပထမဆုံးအနေနဲ့ Trick ခိုးသွားတဲ့ဖက်ပရိတ်ကိုပြန်ပေးဖို့လိုအပ်ကြောင်းပြောပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကသူ့ဇနီးပေးခဲ့တဲ့လက်ဆောင်ဖြစ်ပြီးဇနီးဖြစ်သူကနှစ်စဉ်နှစ်တိုင်းတစ်လုံးစီပေးခဲ့တာမို့သူတို့အတူတူရှိခဲ့တဲ့25နှစ်တာအတွက်အလုံး25လုံးတိတိရှိနေရမှာဖြစ်လို့ပါနောက်ရက်မှာ Trick
Drake ကကျောင်းကထွက်လာတဲ့မီနာနဲ့တွားရောက်စကားပြောပါတယ်မီနာက Drake တယောက်စာတွေဖုန်းတွေကိုမဖြေပဲအဲ့ဒီဥကိုပဲရှာခိုင်းနေလို့စိတ်ဆိုးနေပြီးအိမ်ကိုရဲတွေဖုန်းဆက်နေတဲ့အကြောင်းကိုလည်းပြောပြပါတယ်အဲ့ဒီနောက် Drake ကအာဒါမာစီတွားရောက်ရမှာအာဒါမာကသူ့စီမှာမူရစ်စေးသုံးဆက် grand နဲ့မိခဲ့ကြောင်းဝန်ခံပါတယ် Drake ကသူ့ကိုနေ့လယ်စာကျွေးဖို့ခေါ်ပေမဲ့အာဒါမာကညှင်းဆန်ပြီးအရင်ကမတင်ကားစရာကားကြီးပေါ်ပဲပြန်တက်သွားပါတယ်နောက်ပိုင်းမှာ Drake က Philip က Eleanor စီစာလာတွေဆက်ဆိုပြီးမာကာလီကိုစာရေးခိုင်းနေတာကိုဘေးကနေကြည့်ခွင့်ရပါတယ် Drake ကတော့ဒီလိုပြင်းစရာကောင်းတဲ့စာတွေရေးမဲ့အစားတက်တဲ့ပဲပြောတဲ့နယ်လို့ထင်မြင်ပြီးဒါက6လလောက်ရှိနေပြီဖြစ်ပေမဲ့ဓာတ်ပုံတစ်ပုံတော့မလဲရသေးဘူးဆိုတာကိုမယုံနိုင်အောင်ဖြစ်နေပါတယ်စာတစ်စောင်ပေါ်မှာ Eleanor ရဲ့ဖုန်းနံပါတ်ကိုတွေးလိုက်ရတဲ့အခါ Drake ကအခွင့်အရေးကိုအရယူပြီးဖုန်းခေါ်လိုက်က Philip ကိုဖုန်းတင်းကင်ခိုင်းပြီးစာနဲ့မဟုတ်ပဲတိုက်ရိုက်စကားပြောခိုင်းပါတော့တယ်သူတို့စကားပြောရတာအရန်အဆင်ပြေသွားပြီးအခုဆိုရင် Philip က Eleanor နဲ့အမြဲတမ်းဖုန်းပြောနေပါတော့တယ် Opera ပြဆက်သွားကြည့်ခါနီးအထိဖုန်းပြောနေခဲ့ပြီးပြဆက်ထဲမှာတော့ Drake ကဝတ်စုံတွေကိုကြည့်ပြီးလှောင်ပြောင်ရေမောနေခဲ့ပါတယ်နောက်ရက်မှာ Drake က Philip ကို Eleanor နဲ့ဓာတ်ပုံချင်းလဲဖို့စီးရုံးနိုင်ခဲ့ပြီးဘီတက်ကလထိုင်ပေါ်က Philip ရဲ့ပုံကိုပဲရွေးချယ်ပေးခဲ့ပါတယ်အဲ့ဒီနောက် Drake ပကြီးဆွဲနေတော့ Eliza ကအခန်းထဲဝုန်းတိုင်းကျဲဝင်လာပြီး secret တောင်းက Drake ပကြီးဆွဲတာကိုလှောင်ပြောင်ပါတယ် Drake စိတ်ဆိုးသွားပြီးသူမကိုအခန်းထဲကမောင်းထုတ်လိုက်က Felicity သွားပြီး Eliza ကိုစုံမဖို့ပြောပါတယ် Yvonne ကလည်းဒါကိုထောက်ခံပါတယ် Philip ကသမီးဖြစ်သူနဲ့စကားပြောဖို့သဘောတူပေမဲ့ Drake ပကြီးဆွဲနေတယ်ဆိုတာကိုသိလိုက်ရလို့ပိုပြီးအံ့ဩသွားပါတယ်နေ့ရက်တွေကုန်လွန်လာတာနဲ့အမျှ Philip နဲ့ Drake တို့ရဲ့တန်ရောစင်ကပိုပြီးခိုင်မြဲလာပါတယ် Drake က Philip ကိုနှင်းတွေထဲခေါ်သွားပြီးစော့ကစားသလိုသူ့အပြေးလေးကျင့်တဲ့အခါမှာလည်းခေါ်သွားပေးပါတယ် Philip က Drake အတွက်ပထမဆုံးစတိုင်ကြတဲ့ဝတ်စုံကိုဝယ်ပေးပြီးသမီးဖြစ်သူကိုစူပူဆုံးမတာကိုလည်း Drake ကကလေးထိန်မော်နီတာကနေနားထောင်နေခဲ့ပါတယ် Drake သူ့ရဲ့ပထမဆုံးပကြီးကားကိုအပိသက်နိုင်ခဲ့တဲ့အခါမာဂါလီကိုပြသပြီးနမ်းဖို့ကြိုးစားပေမဲ့ပါးရိုက်ခြင်းခံရပါတယ် Philip ကတော့ပကြီးကားကိုသဘောကျပြီးရောင်းပေးဖို့ကြိုးစားမယ်လို့ကတိပေးပါတယ်သူတို့နှစ်ယောက်ဟာပြိုင်ကားတွေမောင်းနေတာဆေးချောက်အတူတောက်တာနဲ့အမျိုးသမီးအဖော်တွေကိုအတူတူခေါ်ယူတာမျိုးတွေလုပ်ရင်းပျော်ရွှင်စရာအချိန်တွေကိုဖျက်ဆီးခဲ့ကြပါတယ် Philip ရဲ့မွေးနေ့ရောက်တဲ့အခါ Philip ကတိတ်ပြီးမပျော်ပါဘူးနှစ်တိုင်းသူကမွေးနေ့ပါတီအတွက်အံ့ဩချင်အောင်ဆောင်ပေးရပြီးသူအသက်ရှင်သေးရဲ့လားဆိုတာလာကြည့်ကြတဲ့နာရီလာတလူမျိုးဆွေမျိုးတွေနဲ့တွေ့ဆုံရတာမျိုးဖြစ်ပါတယ် Philip ကဒါဟာအရန်ပြင်းစရာကောင်းလိမ့်မယ်လို့ပြောပါတယ်ဧည့်သည်တွေကကနဝင်တေးဂီတတွေကိုနားထောင်ပြီးပျော်ပါနေကြတော့ Drake က Yvonne ရဲ့ဆေးလုံးတွေတောက်ပြီးတေချောင်းကြံစီပေမဲ့မတေပဲအခန်းထဲမှာငိုနေတဲ့ Eliza ကိုတွားရှာပါတယ်သူမဝမ်းနဲ့နေရတဲ့အကြောင်းရင်းကတော့ရီးစားဖြစ်သူ Bastian ကလမ်းခွဲသွားပြီးသူမကိုစော်ကားသွားလို့ဖြစ်ပါတယ်ဒါကြောင့် Drake ကိုအဲ့ဒီကောင်လေးနဲ့စကားပြောပေးဖို့အကူအညီတောင်းပြီး Drake ကလည်းအခကြေးငွေတစ်ခုနဲ့လက်ခံလိုက်ပါတယ်တစ်ဖက်မှာလည်း Philip က Drake ရဲ့ပကြီးကားကိုသူ့ဆွေမျိုးတစ်ယောက်အားပြသပြီး Euro set တူညနဲ့ဝယ်ယူအောင်စီးရုံးနိုင်ခဲ့ပါတယ် Drake ကထမင်းစားခန်းကိုပြန်လာပြီး Yvonne နဲ့စကားပြောရမှာ Yvonne ကမာဂါလီမှာ Fred လို့ခေါ်တဲ့ချစ်သူရှိနေပေမဲ့အဆင်မပြေဖြစ်နေကြောင်းပြောပြတာကြောင့် Drake အတွက်မျှော်လင့်ချက်ပြန်ရှိလာပါတယ်ပါတီကလူနေသွားတဲ့အခါ Philip က Drake ကိုကမ္ဘာအကောင်ဆုံးကနဝင်တေးဂီတအချို့ကိုနားထောင်ခိုင်းပေမဲ့ Drake ကတော့နောက်ပြောင်တာနဲ့ပဲတုံ့ပြန်ပါတယ် DYD လို့ပြီးသွားတဲ့အခါ Drake ကသူ့ရဲ့အဖက်ကိုယူပြီး Earth Wind Fire ရဲ့ Body Wonderland တခြင်းကိုဖွင့်ကပါတီအလယ်မှာကပါတော့တယ်သူကအရန်ကပြိုင်တာကြောင့်ပါတီကလူတွေအားလုံးပါလိုက်ကလာကြပြီး Philip ကဒါကိုကြည့်ပြီးသဘောကျနေခဲ့ပါတယ်နောက်ပိုင်း Philip ကိုအိပ်ယာသိမ်းပေးတဲ့အခါ Drake က Eleanor စီကလာတဲ့နောက်ဆုံးစာကိုဖွင့်ဖတ်ပေးပါတယ်သူမကသူမရဲ့ဓာတ်ပုံကိုပို့ပေးထားပြီးသူမဟာတော်တော်လေးချုံမောလှပတဲ့သူဖြစ်ပါတယ်နောက်ပတ်ပါရီကိုလာတဲ့အခါတွေ့ကြဖို့လည်းရေးထားပါတယ်ချင်းဆိုတဲ့နေ့ရောက်တဲ့အခါ Yvonne နဲ့ Drake တို့က Philip အတွက်အသင့်တော်ဆုံးဝတ်စုံကိုရွေးချယ်ပေးကြပါတယ် Philip ကို Yvonne ကလိုက်ပို့မှာဖြစ်တာကြောင့် Drake ကသူ့ရဲ့အားလက်ရက်ကိုအသုံးပြုပြီး Bastian စီတွားရောက်က Eliza ကိုတောင်းပန်ဖို့နဲ့နေတိုင်း Croatian မုံလာပို့ဖို့ချင်းချောက်လိုက်ပါတယ်ကောင်လေးရဲ့ကြေးပြောင်းသွားအောင်လည်းလုပ်ခိုင်းခဲ့ပါတယ်အဲ့ဒီနောက်သူကအမေဖြစ်သူအလုပ်လုပ်တဲ့နေရာကိုတွားပြီးအဝေးကနေပဲလှမ်းကြည့်နေခဲ့ပါတယ်စားတောက်ဆိုင်မှာတော့ Yvonne နဲ့ Philip တို့က Eleanor ကိုစောင့်နေကြပေမဲ့သူမကအရန်နောက်ကျနေခဲ့ပါတယ်တနာရီလောက်စောင့်ပြီးတဲ့နောက် Philip ကလက်လျှော့လိုက်ပြီး Drake ကိုဖုန်းဆက်ကသူ့ကိုလာခေါ်ခိုင်းပါတယ် Philip ထွက်သွားတဲ့အချိန်မှာပဲ Eleanor ကစားတောက်ဆိုင်ကိုရောက်လာတာကို Philip မသိလိုက်ရပါဘူးအဲ့ဒီညမှာပဲ Philip က Drake ကိုသူ့ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ခေါ်သွားပြီးပကြီးကားရောင်းရငွေတွေကိုပေးလိုက်တာကြောင့် Drake ဟာအတိုင်းမသိပျော်ရွှင်သွားပါတယ်နောက်တစ်မိနစ်မှာသူတို့ကြေးလက်ဒေတာကိုရောက်ရှိသွားပြီး Philip ကလေထီးစီးဖို့ဆုံးဖြတ်ကာ Drake ကိုပါအတင်းခေါ်သွားပါတယ် Drake ကအစကတော့ကြောက်လန့်တကြားညှင်းဆန်ပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီအတွေ့အကြုံကိုသဘောကျသွားပါတော့တယ်သူတို့အိမ်ပြန်ရောက်တဲ့အခါအာဒါမာက Drake ကိုစောင့်နေပြီးမျက်နှာပေါ်ကဒဏ်ရာတွေကိုတွေ့ရတဲ့အတွက်အဆူခံရပါတယ်ဒါပေမဲ့အာဒါမာကသူ့ဘဝမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကို Drake ကိုထုတ်မပြောပါဘူးဒါကြောင့် Drake ကသူ့ကိုအခန်းထဲမှာခိတ္တဆောင်ခိုင်းပြီးမီနာစီဖုန်းဆက်ကစိတ်မပူဖို့ပြောပြီးနောက် Philip ကိုအိပ်ယာသိမ်းပေးဖို့သွားပါတယ်ဒါပေမဲ့ Philip ကမအိပ်ချင်သေးပါဘူး
Trick ကိုပကြီးကားတစ်ချက်အတူတူကြည့်ခိုင်းပြီးနောက် Philip က Trick ရဲ့မိသားစုအကြောင်းမေးမြန်းပါတယ် Trick ကအစကတော့မပြောချင်ပေမဲ့နောက်ဆုံးမှာတော့ဖွင့်ပြောပြပါတယ်အမှန်တော့အာတာမာကသူ့ရဲ့ညီရင်းမဟုတ်တယ်လို့သူမိဘတွေကလည်းမိဘအရင်းတွေမဟုတ်ကြပါဘူးသူတို့ကကလေးမရနိုင်တာကြောင့်စီနီဂေါနိုင်ငံကနေ Trick အသက်၈နှစ်အရွယ်မှာခေါ်ယူမွေးစားခဲ့တဲ့အရီးနဲ့ဦးလေးတို့ဖြစ်ကြပါတယ်သူ့ရဲ့နာမည်ရင်းက Bakery Bassor ဖြစ်ပေမဲ့တခြားကလေးတွေမှာလည်းဒီနာမည်ရှိတာကြောင့်သူတို့က address လို့ခေါ်ရာကနေ dis ဖြစ်လာတာပါတနေ့မှာတော့သူ့အရီးကအံ့ဩစရာကောင်းလောက်အောင်ကိုဝင်ရရှိခဲ့ပြီးဦးလေးဖြစ်သူဆုံးပါသွားပြီးနောက်မှာတော့တခြားအမျိုးသားတွေနဲ့တခြားကလေးတွေလည်းထပ်ရှိလာခဲ့တာဖြစ်ပါတယ် Trick ကအီလီဇာကိုဆုံးမဖို့ပြောခဲ့တယ်လို့မျိုးပဲ Philip ကလည်းအာရာမာမှာအခုချိန်မှာတွင်တင်ဆုံးမမှုလိုအပ်နေပြီလို့ထောက်ပြပါတယ်။ဒါကြောင့် Philip က Trick ကိုအလုပ်ကနေထုတ်ပယ်လိုက်ပြီးသူ့မိသားစုစီပြန်သွားခိုင်းပါတယ်။ဘာလို့လဲဆိုတော့ Trick အနေနဲ့သူ့ဘဝတစ်ခုလုံးကိုအဖိုးကြီးတစ်ယောက်ကိုပြုစုရင်းနဲ့ပဲကုန်လုံးမသွားစေချင်လို့ဖြစ်ပါတယ်။နောက်တစ်မနက်မှာတော့ Bastian ကပိုပြီးတက်ရက်တဲ့ကေတစ်နဲ့ Croatia မုတ်လာပို့ပြီးတဲ့နောက် Trick ကသူ့အိတ်တွေကိုပြင်ဆင်ပြီးထွက်ခွာဖို့လုပ်ပါတယ်။မာကာလီကနှုတ်ဆက်ဖို့ရောက်လာပြီး Trick ကနောက်ဆုံးတစ်ခေါက်လိုက်ငေါ့ဖို့ကြိုးစားတဲ့အခါမာကာလီကသူမရဲ့ချစ်သူ Fred နဲ့မိတ်ဆက်ပေးပါတယ်။ Fred က Frederick ခွင့်ရဲ့အတူကောက်ဖြစ်ပြီးမာကာလီကအမျိုးသားတွေကိုစိတ်မဝင်စားမှန်းတီးလိုက်ရတဲ့အတွက် Trick ကချက်ချင်းပဲလက်လျှော့လိုက်ပါတော့တယ်။အိမ်ထဲကထွက်မှာသူက Evon ကိုကလေးထိန်မော်နီတာပြန်ပေးပြီးမာကာလီအကြောင်းသူ့ကိုလိမ်ညာပြီးဆက်နောက်ခဲ့တဲ့အတွက် Evon ကိုဆက်လိုက်ပါသေးတဲ့အပြန်လန်အနေနဲ့ Evon က Trick အရင်ကလုပ်ခဲ့တဲ့အမျိုးသမီးအဖော် Discord ဖိုင်တွဲကိုပေးလိုက်ရမှာ Trick ရွေးချယ်ခဲ့တဲ့ Philip ရဲ့ဓာတ်ပုံကိုအဲ့ဒီထဲမှာဝတ်ထားတာတွေ့လိုက်ရပါတယ်။ Trick ကဖိုင်တွဲကိုလွှင့်ပစ်လိုက်ပေမဲ့ဓာတ်ပုံကိုတော့သူတင်ထားလိုက်ပါတယ်။အပြင်ရောက်တဲ့အခါအိမ်ဝင်ဝမှာကားတစ်စီးထပ်ပိတ်ရက်ထားတာတွေ့တာကြောင့်သူဒီမှာအလုံးမလုပ်တော့ပေမဲ့ကားဖယ်ခိုင်းလိုက်ပါတယ်အာရာမာကဒါကိုဝင်ပြောတဲ့အခါ Trick ကဒါဟာစီကံပိုင်းဆိုင်ရာကိစ္စဖြစ်တယ်လို့ပြောပါတယ်နာယီအနေငယ်ကြမှာညီကိုနှစ်ယောက်ကအမေဖြစ်သူကိုဘူတာယုံမှာတွားကြိုကြပါတယ်တစ်ဖက်မှာလည်း Philip ကစီကံကြည့်ပြီးပြင်းစရာကောင်းတဲ့အိမ်ဆောင်အစ်စ်နဲ့ပထမဆုံးညစာစားနေရပြီး Philip ကထမင်းတစ်လုံးမှမစားဘဲထွက်သွားပါတယ်အီဗွန်ကလည်းဥယျာဉ်မှုကြီးနဲ့ချိန်တွေ့နေတာကြောင့် Philip ကိုဘယ်သူမှစူပူမဲ့သူမရှိပါဘူးနေ့ရက်တွေကုန်လွန်လာတာနဲ့အမျှ Trick ကသူ့ရဲ့ဘဝဟောင်းတွေကိုပြန်ရောက်သွားပါတယ်သူကတငယ်ချင်းဟောင်းတွေနဲ့ပြန်လဲဆုံတွေ့ပြီးမတင်ကားစရာကားပေါ်ကလူတွေကိုအာရာမာကိုနောက်လာမနှောက်ယှက်ဖို့တတိပေးလိုက်ပါတယ်သူအတွေ့အကြုံမရှိတဲ့အလုပ်အင်တာဗျူးတစ်ခုကိုသွားတဲ့အခါမှာတော့ Felicity ကနေတင်ယူခဲ့ရတဲ့အမှုပညာဗဟုသုတတွေနဲ့သူ့ကိုယ်သူလက်တွေ့ကြသူလို့သုံးလုံးပြီးအလုပ်ရှင်ကိုတင်သွင်းနိုင်ခဲ့ပါတယ်ဒါကြောင့်သူကားထရိုင်ဘာအလုပ်တစ်ခုကိုရရှိသွားပါတယ် Philip ကတော့အိမ်ဆောင်အစ်စ်ကိုဆက်ပြီးသဘောမကျပဲအမြဲတမ်းစိတ်တူဒေါသထွက်နေခဲ့ပါတယ်တညမှာတော့ Philip ကသူ့ရဲ့နာကျင်မှုဝေဒနာခံစားနေရတာကိုအိမ်ကလူတွေကူညီပေးတာကိုငင်းဆန်နေတာကြောင့် Evon က Trick ကိုဖုံးဆက်ပြီးလာကူညီဖို့တောင်းဆိုပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ဟာဇလန်းအစကလိုမျိုးရဲတွေရဲ့အလိုက်ခံရပြီးနောက်ဆုံးဆေးရုံအထိလိုက်ပို့ပေးရတဲ့အခြေအနေကိုပြန်ရောက်သွားတာဖြစ်ပါတယ်အဲ့ဒီစွန်စားခန်းလေးပြီးနောက် Trick က Philip ကိုပင်လယ်ကမ်းခြေစီကားမောင်းခေါ်သွားပေးပြီးပင်လယ်ပြင်ကြီးကိုမြင်လိုက်ရတာကြောင့် Philip စိတ်အေးချမ်းသွားပါတယ်အချိန်တန်ကြာပြီးနောက် Trick က Philip ရဲ့အရှိကြီးဖြစ်နေတဲ့မုတ်စိတ်မွေးတွေကိုရိတ်ပေးပြီးနေ့လယ်စာစားဖို့စားတောက်ဆိုင်တစ်ခုကိုခေါ်သွားပေးပါတယ်ဒါပေမဲ့ Trick ကအတူတူမထိုင်ပါဘူးဘာလို့လဲဆိုတော့ဒီနေ့ Philip နဲ့အတူရှိပေးမဲ့သူကတခြားတစ်ယောက်ဖြစ်လို့ပါ Trick က Philip ကိုကံကောင်းပါစေကြောင်းဆုတောင်းပေးပြီးတခိုးသွားခဲ့တဲ့ဦးကိုနောက်ဆုံးမှာတော့ပြန်ပေးကထွက်ခွာသွားပါတယ်ဖိလစ်ကသူတယောက်တည်းကြံခဲ့ပြီးဆိုပြီးစိုးရိမ်နေတော့မှပဲသူ့ရဲ့ချင်းတွေးမဲ့သူရောက်လာတာကိုမြင်လိုက်ရပါတယ်အဲ့ဒါကတော့အီလီယိုနိုဖြစ်ပြီးသူမကဖိလစ်ကိုတွေ့ရတဲ့အတွက်အယံဝမ်းသာနေကဘီတက်ကလထိုင်ပေါ်ကအခြေအနေကိုလည်းလုံးဝစိတ်ထဲမထားပါဘူးပြင်ပကတကယ်ဖိလစ်ကတော့လက်ရှိမှာမော်ရိုကိုနိုင်ငံမှာနေထိုင်ပြီးနောက်အိမ်ထောင်ပြုကသမီး2ယောက်ထုံးကားခဲ့ပါတယ်တကယ်ဒရစ်ကတော့ကိုပိုင်ကုမ္ပဏီတစ်ခုထောင်ထားပြီးအိမ်အောင်ကြကကလေး3ယောက်ရှိနေပြီဖြစ်ပါတယ်သူတို့2ယောက်စလုံးကတော့ဒီနေ့အထိအယံကိုရင်းနှီးတဲ့တငယ်ချင်းကောင်းတွေအဖြစ်ဆက်ရှိနေကြဆဲဖြစ်ပါတယ်